ရုတ်တရက်ကြီးဒေါသထွက်နေတဲ့စစ်ပရင်ကြီးတစ်ပါးကစပွဲကိုဒိုင်းကနေထုလိုက်တယ်သူရှိမှတော့အမတ်တယောက်ကြောက်လွန်းလို့ကြမ်းပြင်မှာပြက်ဝတ်နေလေရဲ့ဘာဖြစ်လို့လဲဆိုတော့ဘရင်ကြီးရဲ့ငွေတွင်းကြီးကိုလူတစ်ယောက်ကဝင်ပိတ်လိုက်လို့ပဲဘရင်ကြီးကအဲ့ဒီကုံတဲ့ကောင်ကိုငါရှိဆွဲခေါ်ခဲ့ညင်းရင်သူ့ဆက်ယုံရောလူရောအကုန်မြင်လန့်ပြစ်လို့အမိတ်ပေးလိုက်တယ်ဒီဘက်မှာတော့ကုံတဲ့အတင်းကတထေးလေးစီကိုသူ့တပည့်ကပြရခတ်ပြီးပြေးလာတယ်တထေးရီသွားပါပြီဟိုဘက်ကမြောက်ပိုင်းစစ်ဘရင်ကြီးပြသူ့စီမှာမျက်တောင်မခတ်တန်းလူတရဲတဲ့တန်ချက်ကမြင့်တတာ3000တောင်ရှိတယ်မြို့ဝင်မင်းအောင်ကြောက်လွန်းလို့ဒူးထောက်နေရပြီတဲ့အဲ့ဒီမှာတထေးလေးရဲ့ဘော်ဒီကတ်ကဘာလုပ်ကြမလဲခြံနောက်ကအမြောက်နဲ့လက်ထုတ်ပြီးပစ်ထည့်လိုက်ရမလားသူ့ကိုယူဘဗေတာရဲ့စွန့်ရင်သဘောတရားပြလိုက်မယ်ဆိုပြီးကြွားနေသေးတယ်ဒါပေမဲ့တထေးလေးကတီတီငိမ့်ငိမ့်ပဲဟေ့ကောင်ဒါရှိခေကွာခေတဲ့မဟုတ်ဘူးကိုပိုင်လှုပ်ထားတဲ့အမြောက်နဲ့လက်နဲ့မြင့်တက်3000ကိုဘယ်လိုရှင်မလဲတွားချရင်တေးဖို့ပဲရှိတယ်စီးပွားရေးနီးလန်းနဲ့ပဲတွားညှိရမယ်လို့ပြောလိုက်တယ်ဘော်ဒီကတ်ကမျက်လုံးပြူသွားပြီးဟာခမရယူနေလားစစ်ဘရင်ကိုစီးပွားရေးတွားပြောလို့ရမလားပေါ့အဲ့ဒီမှာတထေးလေးကမျက်ပုံးပင်ပြီးလူဆိုတာလိုချင်တာရှိတာကြီးပဲသူကလက်နဲ့လိုချင်နေဆိုရင်ဒါငါတို့အတွက်အပေးယူပဲသူ့ကိုငါတို့ကပတ်စံနဲ့လက်နက်တွေအဆက်မပြတ်ထောက်ပံ့မယ်အဲ့ဒီအစားသူ့ရဲ့အကာအကွယ်ကိုယူမယ်ဒီစစ်ဘရင်ကိုသာငါတို့လေပေါ်ဆွဲတင်နိုင်ရင်ဒီခေတ်ကြီးမှာဘယ်သူမှငါတို့ကိုမထိရဲတော့ဘူးလာသွားမယ်ရှေးခေတ်ကဘရင်ကြီးကိုခေတ်သစ်စီးပွားရေးပညာကျောင်းတွားတင်ပေးလိုက်ရအောင်တဲ့အဲ့လိုနဲ့တထေးလေးလည်းဘရင်ကြီးရှေ့ရောက်သွားတယ်ဘရင်ကြီးကအသားကင်ကိုဓာတ်နဲ့လီစာရင်မင်းကငါရဲ့စားနဲ့တန်စီးပွားရေးကိုလူသွားတဲ့ကောင်ပေါ့လေးဆိုပြီးစကားဆက်တယ်တထေးလေးကလည်းမကြောက်ဘူးဗျစီးပွားရေးဆိုတာစစ်တလင်းပဲလေတော်တဲ့သူအောင်မြင်မှာပဲကျုပ်ကနီးပညာပိုကောင်းပြီးဈေးပိုတက်တာလို့အဆင်ပြေသွားတာပါဒါကမြို့ကိုပါတိုးတက်စေတာပဲလို့ပြန်တုံ့ပြန်တယ်ဘရင်ကြီးကမင်းလုံးလို့ငါစစ်တပ်ကိုရိတ်ခါပို့နေတဲ့လမ်းကြောင်းပြတ်သွားပြီဆိုပြီးဒေါသထွက်လာတယ်အဲ့ဒီအချိန်မှာတထေးလေးကအကွက်ကြကြပဲလှည့်ကွက်ထုတ်လိုက်တယ်အရင်လူပေးတဲ့နှဆကျုပ်ပေးမယ်ခမည်းစစ်တပ်မှာယာတီဥတုကြောင့်ရိတ်ခါပြတ်နေတာကျုပ်သိတယ်ဒါကြောင့်ကျုပ်တို့ပူးပေါင်းကြမယ်ကျုပ်ကုမ္ပဏီရဲ့ရှယ်ယာ30%ကိုခမည်းကိုပေးမယ်ခမည်းကစစ်တပ်နဲ့အကာအကွယ်ပေးကျုပ်ကဒီခေတ်မှာဘယ်သူမှမလုပ်နိုင်တဲ့တန်ရီဂျိုနီးပညာတွေစားချက်နီးပညာတွေနဲ့ဒီမျိုးကိုစူပါစက်မှုစုံကြီးဖြစ်အောင်လုပ်ပေးမယ်ခမည်းကောင်းနေဖို့ပဲလိုတယ်လို့ပြောချလိုက်တယ်ဟေ့ရောင်တွေအတိတ်ခေတ်ကိုရောက်သွားရင်ခေတ်မီနီးပညာတွေနဲ့တထေးကြီးဖြစ်မယ်လို့ထင်နေတာလားဒီကောင်လေးကိုသာကြည့်လိုက်တော့သူကနေစားကြီးတယောက်ရှိမှအရန်ကိုယုံကြည်မှုလွန်ကဲပြီးစီးပွားရေးလာဆွေးနွေးနေတာလေကျွန်တော်တို့ပူးပေါင်းလိုက်ရင်တစ်လကိုအကောင်းစားဓာတ်လက်နက်အလက်2000နဲ့စားဖြူအချိန်9000ထုတ်ပေးမယ်မြောက်ပိုင်းတစ်ခုလုံးရဲ့ဈေးကွက်ကိုလက်ဝဲကြီးအုပ်ပြီးစစ်တပ်ကြီးကိုကောင်းကောင်းကျွေးမွေးနိုင်မယ်တဲ့သူကဒါကိုဝင့်ဝင့်အခြေအနေပါလို့တောင်အာပေါင်အာရင်တန်တန်နဲ့ပြောလိုက်သေးတယ်သူများတိုင်းပြည်ရဲ့စီးပွားရေးတစ်ခုလုံးကိုနေစားကြီးလက်ထဲထည့်ပေးမလို့လေနေစားကြီးကသူ့စကားလဲစုံရောဘလို့တုတ်ပြန်လိုက်လဲတီလားရုတ်တရက်ကြီးဟဟပပကိုအော်ရဲချလိုက်တော့တာပဲပြီးတော့မျက်နှာကြောတင်းသွားပြီးမင်းကစားရီဖက်လွန်ပြီးယူသွားတာလားငါ့ကိုများအမျက်လာခွဲပေးမယ်ဟုတ်လားဆိုပြီးကောင်လေးရဲ့လေဘင်းကနေဆွဲမပြီးလေပေါ်မြောက်တင်လိုက်တယ်ကောင်လေးခမမျက်လုံးကြီးပြူပြီးလက်ဖြတ်သွားတာပေါ့နေစားကြီးကမင်းတို့ကုန်တယ်တွေမျက်လုံးထဲမှာတော့အရာအလုံးကအယောင်းဝယ်ပဲဒါပေမဲ့ငါမျက်လုံးထဲမှာတော့ငါထားတာမြန်ရင်ဒီလောကကြီးတစ်ခုလုံးကငါဟာပဲမင်းရဲ့နီးပညာတွေပုံကျန်းတွေအကုန်လုံးကငါပိုင်တာဘာလို့မင်းကိုအမျက်ခွဲပေးရမှာလဲလို့ခမိုက်မိုက်ပြောချလိုက်တယ်ပြီးတာနဲ့သူ့တမတော်ကြီးကိုကောင်လေးတို့ရဲ့စက်မှုစုံကိုဝိုင်းထားဖို့အမိန့်ပေးလိုက်တယ်နေမဝင်ခင်ငွေတွေပုံကျန်းတွေအကုန်သိမ့်မယ်တယောက်ယောက်ကဟန်တားရင်အကုန်ရှင်းပြတယ်လေဒီလိုနဲ့ကောင်လေးလည်းအရိုက်ခံရပြီးအပြင်ကိုလွတ်စင်လာတယ်သူ့တငယ်ချင်းလူကောင်ထွားကြီးရောက်လာတော့သူကဒဏ်ရာတွေနဲ့အကုန်ပြီးပြီငါတို့ကအရန်အသုံးမကြတာအဲ့ဒီကောင်စုံမျက်လုံးထဲမှာငါတို့ကဆွေးနွေးပိုင်ခွင့်တောင်မရှိဘူးလို့ပြောလိုက်ရတယ်ဘေးကအဖိုးကြီးတယောက်ကလည်းငွေတွေပုံကျန်းတွေအကုန်ပေးလိုက်ကြပါစို့ကွာသူတို့ကတကယ်အဆုံးစီရင်ကြမှာဆိုပြီးကြောက်လန့်တကြားအော်နေလေရဲ့ဒီတော့လူထွားကြီးကငါတို့အကုန်ပေးလိုက်ရင်ရောသူတို့ကငါတို့ကိုအရှင်လွတ်ပေးမှာလေလားလို့မေးလိုက်တယ်ကောင်လေးကကောင်းကင်ကြီးကိုမော့ကြည့်ပြီးဒီနေ့ပေးလဲမနှက်ဖြန်ထပ်တောင်းမှာပဲဥပဒေမရှိတဲ့ဒီခေတ်ကြီးမှာငါတို့ကောင်းတဲ့ကခေတ်လိုနီးပညာတွေကငါတို့ကိုတထေးမဖြစ်စေဘူးအာနာရှင်တွေအမြဲတမ်းစုပ်စားမဲ့တားကောင်တွေပဲဖြစ်စေမှာလို့နာကျင်စွာနဲ့နားလဲသွားတယ်နောက်ဆုံးတော့တငယ်ချင်းငါတို့နောက်ဆုတ်လို့မရတော့ဘူးလို့ပြောလိုက်တဲ့အချိန်မှာပဲအပြင်မှာစစ်တပ်ကြီးကအတင်းရောက်နေပြီလေဒီတော့သူတို့တွေဘယ်လိုဆက်လုပ်ကြမလဲမိုးတွေကတဲတဲမဲမဲရွာနေတော့ငါတို့တွေပြန်လှည့်လို့မရတော့ဘူးဆိုပြီးကောင်လေးတယောက်ကခမိုက်မိုက်ပြုံးလိုက်တယ်ဟုတ်တယ်ပြန်လှည့်လို့မှမရတာဒါဆိုလဲရှေ့ဆက်တိုးယုံပေါ့ဗျာသူကကြောက်ခဲဆိုတဲ့ကောင်လေးကိုအော်ခေါ်ပြီးနှွေဦးမတ်မွန်နဲ့နှွေရတီကြပန်းတို့ကိုခေါ်သွားဖို့အမိန့်ပေးလိုက်တယ်ပြီးတော့နောက်ဖေးဝင်းထဲမှာစမ်းတက်ဖို့တောင်အချိန်မရသေးတဲ့အမြောက်နှစ်လက်ကိုအမြန်ဆုံးအိမ်ရှိကိဝါကိုတွန်းထုတ်ခဲ့ဖို့ပြောလိုက်တာပေါ့အသက်ရှင်ခြင်းတဲ့သူတွေအကုန်လုံးတန်တယ်လုတ်တဲ့သူတွေဖန်ချက်တဲ့ညက်တွေကိုယူပြီးထွက်ခဲ့ကြစို့ဒီနေ့ဟာငါတို့အတွက်ရွေးချယ်စရာနှစ်လမ်းပဲရှိတယ်တလန်းကတော့ရန်သူတွေရဲ့တက်ဖြတ်ခြင်းကိုငြိမ်ခံမလားဒါမှမဟုတ်စက်မှုတော်လှန်ရေးဆိုတာဘာလဲဆိုတာကိုသူတို့ကိုကောင်းကောင်းကြီးပညာပြလိုက်မလားဆိုတာပဲဒီလိုနဲ့ရန်သူဘက်ကစစ်ဗိုလ်ချုပ်ကြီးကမြင်းပေါ်ကနေတန်ချက်ကအုပ်ထုပ်ကိုစောင်းလိုက်ပြီးအမိန့်ပေးလိုက်ပြီးအချိန်ကြပြီဘရင်ကြီးရဲ့အမိန့်အရဒီအရက်ကလူတွေဟာစစ်တပ်ကိုတော်လှန်ပုံကံမှုစူးစမ်းနေကြတယ်စစ်တပ်အကုန်လုံးရှေ့သို့ချီတက်ဒီစက်မှုစုံတစ်ခုလုံးကိုနင်းကြေဖြက်စီးပစ်ကြတယ်ဗျာဒါကိုမြင်တဲ့ကောင်လေးကမိချစ်ဆန်လေးကိုချစ်ပြီးအမြောက်စီကိုအတင်းပြင်လိုက်တယ်တကားဖွင့်လိုက်လို့အော်လိုက်တဲ့နောက်တစ်စက္ကန့်မှာပဲတကားကြီးပွင့်သွားပြီးရန်သူမြင့်တက်တွေဝုန်းကနေပြေးဝင်လာကြတယ်ကောင်လေးလည်းတွားတည်လိုက်ကြတော့အိုဟောင်းဆိုးသွားတဲ့စနစ်ဆိုးတွေဆိုပြီးအမြောက်ကိုမိရှို့လိုက်တာဒိုင်းကနေအတန်ကြီးနဲ့အတူတစ်ဖက်ကမြင့်တက်တွေလွင့်ထွက်ကုန်ရောလူတွေလည်းအောင်ပြီးဆိုပြီးဝမ်းသာအားရအော်ကြတာပေါ့ဒါပေမဲ့မဟုတ်သေးဘူးဗျတကယ်တော့ရန်သူတွေကအများကြီးကြံသေးတာရန်သူတက်တွေဝုန်းကနေပြန်ဝင်လာတော့အားလုံးခြေဦးတဲ့ရာထွက်ပြေးကြရတော့တယ်တခဏအတွင်းမှာပဲတမျိုးလုံးမီးဟုံးဟုံးတောက်ပြီးပျက်စီးသွားခဲ့ရတယ်
ကောင်းလေးလည်းဒဏ်ရာတွေနဲ့လဲကျနေရင်ကနေကြောက်ခဲမလုံးနဲ့အဲ့ဒီမှာပဲငြိမ်ငြိမ်လေးဝစ်နေလို့အော်ပြောရှာတဲ့အခြေအနေတွေကလုံးဝကိုစိုးဝါးသွားခဲ့ပါပြီအားလုံးပျက်စီးသွားပြီဗျာကောင်းလေးလည်းစိတ်ပြက်လက်ပြက်နဲ့စီးပွားရေးပညာတွေယူပဗေဒပညာတွေဘာတွေလဲကွာအကုန်လုံးကအလကားပါပဲဆိုပြီးညီးတွားနေရှာတယ်အဲ့ဒီအချိန်မှာရန်သူဗိုလ်ချုပ်ကကောင်းလေးစီလျှောက်လာပြီးသူ့အင်ဂျီကြားထဲကနေငွေဆက်ကူထုတ်ကြီးကိုဆွဲထုတ်လိုက်တယ်ဒါကမင်းတို့အသက်နဲ့လဲပြီးကာကွယ်နေတဲ့အရာလားလို့မေးတဲ့အခါကောင်းလေးကဒဏ်ရာတွေကြားကနေဒါကငွေတင်းက3သိန်းတန်မှုရှိတဲ့ငွေဆက်ကူတွေတပြားမှမလိုဘူးယူချင်ရင်အကုန်ယူသွားလို့ပြောလိုက်တယ်ဒါပေမဲ့ဗိုလ်ချုပ်ကြီးကအဲ့ဒီငွေဆက်ကူတွေကိုဖျက်ပစ်ပြီးမိုးရဲရေထဲလွှင့်ပစ်လိုက်တာဗျာကောင်းလေးလည်းယူမတက်ဖြစ်သွားပြီးမင်းယူနေလားဒါကအထွေထွေငွေတိုက်ကထုတ်ပေးထားတဲ့ငွေဆက်ကူတွေလေး3သိန်းတောင်ဗျာ3သိန်းတောင်လို့စစ်ပြက်လက်ပြက်နဲ့အော်ဟေးရင်ဇလန်းလေးကတော့ဒီတင်မဲဆိုင်းပိတ်သွားပါတော့တယ်မိုးတွေသေးကြီးမဲကြီးရွာနေတဲ့အချိန်ဘရင်လိုလူကြီးတယောက်ကရွှွန့်တွေထဲမှာဒူးထောက်နေရတဲ့ကောင်းလေး2ယောက်ကိုစာရွက်တရွက်ပြစ်ပေါက်ပေးလိုက်တယ်မင်းတို့ကောင်းတွေရန်သူနဲ့ပူးပေါင်းကြံစည်နေတာငါသိတယ်မင်းတို့စီကလှုပ်ဝက်နီးပညာစာရွက်တွေကိုသာပေးမယ်ဆိုရင်တေတာတောင်အလောင်းလားလေးကြံခဲ့အောင်လုပ်ပေးမယ်တဲ့ဒီတော့ရွှွန့်ထဲမှာမှောက်နေတဲ့ကောင်းလေးကဒေါသထွက်ပြီးယူကျင်အောင်ဆောင်ကဟာဟာဟာဆိုပြီးအော်ရဲပါလေရောပုံကန်တာမိုက်တယ်ငါတို့ကိုတမိုင်းတရက်ခံဖြစ်အောင်လုပ်ချင်တာလားဒီတိုင်းပြည်ရဲ့စီးမြင့်တွေကတော်တော်ရက်ဆက်ပါလားပေါ့အဲ့ဒီအချိန်မှာသူ့ဘေးကလီလို့ခေါ်တဲ့သူ့တငယ်ချင်းကဒေါသတွေထွက်နေပြီးကောင်းလေးကလီစကားတွေအများကြီးမပြောနဲ့တော့ပုံစံထုတ်ထားတဲ့စာရွက်တွေကဟိုတစ်တာရဲ့အဝတ်ထဲမှာရှိတယ်ဖားဆွဲကိုငါပဲသိတယ်လို့ပြောလိုက်တယ်ဟိုလူကြီးကလည်းချက်ချင်းပဲဖွင့်ဆန်းလို့အမိန့်ပေးလိုက်တယ်လီတယောက်တစ်တာကိုတောဖွင့်မဲ့အချိန်မှာကောင်းလေးကလှမ်းမေးလိုက်တယ်လီငါတို့ဒီခေတ်ကိုအချိန်ကြီးသွားပြီးရောက်လာတဲ့ပထမဆုံးနေ့ကိုမှတ်မိလားငါတို့ဘာလို့ကြမလို့လဲလီကချက်ချင်းပဲဒေါသတကြီးနဲ့ပြန်អော်လိုက်တယ်စောက်ယူတွေလာမလုံးနဲ့အဲ့ဒီစီးမြင့်တွေကယဉ်ကျေးတဲ့လူတွေအတွက်ပဲဒီလိုအရင်ဆိုင်တွေအတွက်တော့ငါတို့ကသူတို့ရဲ့တေးမင်းမဖြစ်ရမယ်ဝုံနောက်တစ်စက္ကန့်မှာပဲလီကတခုခုကိုဖောက်ခွဲပစ်လိုက်တယ်နေရာတစ်ခုလုံးပြောင်းဆန်သွားပြီးသူတို့2ယောက်လည်းအုပ်အော်တောင်းနေတွေကြားထဲကနေရေထဲကိုခုန်ချပြေးကြတော့တယ်ဒီလိုနဲ့သူတို့2ယောက်တောင်ကုန်းတစ်ခုပေါ်ကနေမီးလောင်ပြီးပျက်စီးနေတဲ့မြို့ကြီးကိုလှမ်းကြည့်နေကြတယ်လီကမင်းချမ်းနေလာလို့မေးတော့ကောင်းလေးကမျက်လုံးတွေနီးရဲပြီးပြန်ဖြေတယ်မချမ်းဘူးငါသွေးတွေအခုစူပွက်နေပြီးတော့သူကဆက်ပြောတယ်မင်းပြောတာမှန်တယ်ဒီလိုခင်းနောက်ကျနေတဲ့အရင်ဆိုင်တွေကိုစီးပွားရေးအကြောင်းတွေရှယ်ယာအကြောင်းတွေတွားပြောနေတာငါတို့အုံနောက်ရေဝင်နေလို့ပဲဒီကောင်တွေကဓာတ်အဆုပ်လေးတွေမြင်းဆုပ်လေးတွေနဲ့ငါတို့ကိုအနိုင်ကျင့်လို့ရမယ်ထင်နေကြတာငါတို့ရဲ့စက်ယုံတွေစာရွက်တွေကိုလူသွားယုံနဲ့ငါတို့ရဲ့အင်အားကိုရပြီလို့ထင်နေကြတာတကယ်တော့သူတို့နားမလည်တာကစစ်မှန်တဲ့စက်မှုတော်လှန်ရေးဆိုတာအေးဆက်နေတဲ့စက်ယုံတွေမဟုတ်ဘူးငါတို့အုံနောက်ထဲကပညာပဲဟဲ့လီကမျက်နှာပြက်ပြက်နဲ့ငါတို့လူတွေအကုန်တေကုန်ပြီးသူတို့ငါတို့ရဲ့စူးစမ်းမှုတွေကိုအကုန်ဖျက်ဆီးပစ်လိုက်ပြီလို့ပြောလိုက်တယ်ဒီတော့ကောင်လေးရဲ့မျက်နှာကပိုပြီးပြက်သားသွားတယ်လီငါရေးပိုက်ကောင်းတွေမွေးရာတွေထပ်မထုတ်ချင်တော့ဘူးအဲ့ဓာတွေကတိတ်မြင့်လွန်းတယ်ငါအကျန်းစားတွေပဲလုပ်တော့မယ်တံမဏိပိုက်တွေရမ်းတွေဘုံတွေလုပ်မယ်ဒီလိုခင်းနောက်ကျနေတဲ့လက်နက်တွေကင်နေတဲ့ကောင်တွေကိုတကယ်ခင်မီလက်နက်တွေဆိုတာဘာလဲဆိုတာပြပေးမယ်ပတ်စံကိစ္စငါတာဝန်ယူတယ်ဘလို့နီးနဲ့ဖြစ်ဖြစ်နောက်3လအတွင်းမှာတကယ်လက်နက်ဆက်ယုံကြီးတစ်ခုငါတိဆောက်ပေးမယ်ဒီတိုင်းပြည်ရဲ့စီးမြင့်တွေကိုသူတို့ကတတ်မှတ်ထားတယ်ဆိုရင်အဲ့ဒီစီးမြင့်တတ်မှတ်တဲ့ကောင်တွေကိုပါငါတို့ကအကုန်အပြတ်ရှင်းပစ်မယ်